မင်္ဂလာပါရှင်ဒီနေ့ကတော့အသက်အမကန်ထားတာငွေလဲတိုးမလာဘူးတက်အမကန်မထားတာနဲ့ထားတာဘာကွာမှလဲဟုတ်ပါတယ်အသက်အမကန်ထားတာတော့ငွေတိုးရမယ့်အလုပ်တော့မဟုတ်ဘူးဒါပေမဲ့ကျမတို့မှာရှိတဲ့ပိုင်ဆိုင်မှုတွေငွေကြေးတွေပစ္စည်းဥစ္စာတွေရော့မသွားအောင်ကာကွယ်ပေးတာပါကျမတို့တချင်းချင်းပေါ့နော်အသက်အမကန်ထားနေရင်းနဲ့တချင်းချင်းမှာမျောလင့်မထားတဲ့ကိစ္စတွေဖြစ်လာတဲ့အခါကျရင်တော့ကိုယ့်ရဲ့အသက်အမကန်ကကိုကြီးဖြည့်ရှင်းသွားတာပေါ့နော်အဲ့ဒါကထားအကြီးမားဆုံးအချက်ဖြစ်ပါတယ်ရှင်။အဲ့တော့အရေးကြုံလာခဲ့ရင်ကိုမရှိပိုင်ဆိုင်မှုတွေထုခွဲရောင်းချရတယ်ပေါ့နော်အဲ့လိုပုံစံမျိုးလေးပြောပြတာအဲ့ဒါမှအသက်အမကန်ကိုငွေကြေးအနေချင်းလေးနဲ့ထားလိုက်ရုံနဲ့ကိုယ့်အတွက်အကာအကွယ်ရတဲ့အတွက်ကိုယ့်ရှိမှရှိတဲ့ပိုင်ဆိုင်မှုတွေရုံမသွားတော့ပါဘူးလို့အဲ့လိုမျိုးလေးပြောချင်တာပါရှင်။အသက်အမကန်ကငွေမတိုးတာမှန်ပါတယ်။ဒါပေမဲ့ကိုယ့်ရဲ့အနာဂတ်မှာကိုယ့်ရဲ့ပိုင်ဆိုင်မှုတွေရုံမသွားကာကွယ်ပေးတာပါ။တဲ့အမကန်ထားတာကငွေတိုးပါမဲ့အလုပ်မဟုတ်ပေမဲ့ကျမတို့ရဲ့အနာဂတ်အတွက်လုံခြုံသိချရပါတယ်ရှင်ကျေးဇူးတင်ပါတယ်